အုတ်တစ်ခုလုံးရဲ့ဘရင်ဖြစ်တဲ့ချင်းသေးကြီးဟာဒီနေ့မှာတော့ကြော်ကွင်းတစ်ခုထဲမှာအားကိုးရမယ်ဆိုတာပိတ်မိနေပါတယ်။သူဘလောက်ပဲရုန်းကန်ပါစီကြော်ကွင်းကပို့ပြီးတော့ပဲတင်းကျပ်လာပါတယ်။အဲ့ဒီအချိန်မှာသူ့ရဲ့အသက်ကိုကယ်တင်နိုင်မဲ့သူကတီးငယ်လုံးလို့သူမလေးစားတဲ့ကြွက်ကလေးတစ်ကောင်ဖြစ်လာလိမ့်မယ်လို့ဘသူကထင်ထားပါမလဲ။တီးငယ်လုံးနဲ့ကြွက်ကပဲချင်းသေးကိုကယ်နိုင်မှာလား။မစိုးတွေပဲချင်းသေးကိုဖမ်းသွားမလားဆိုတာ။ဟိုးရှိတုန်းကနေရောင်ကြီးဟာတစ်ကိုင်းတွေကြားကနေဖြာကျနေပြီးငှက်တန်တွေစူညံနေတဲ့ตาရလှပတဲ့တောအုပ်ကြီးတွေမှာပါချင်းသိကြီးကညနေခင်းအမဲလိုက်ပြီးလို့တစ်ပင်ကြီးအောင်မှာနှစ်ချိုက်စွာအိမ်မောကြနေပါတယ်အဲ့ဒီအချိန်မှာပဲအစာရှာထွက်လာတဲ့ဖိုက်ဆာဆာကြွက်ကလေးကမတော်တဆချင်းသိကြီးရဲ့ကိုယ်ပေါ်ကိုပြေးတက်မိသွားပါတော့တယ်ချင်းသိကြီးကနိုးလာပြီးသူ့ရဲ့ကြီးမားတဲ့လက်သေးတွေနဲ့ကြွက်ကလေးကိုဖမ်းလိုက်ပါတယ်ချင်းသိကြီးကဟေးကောင်ကြွတ်စုပ်မင်းကငါရဲ့အိတ်ဆက်ချင်းကိုနှောက်ရှက်ရဲတယ်ပေါ့မင်းကငါအခုပဲတလုတ်တဲဝါစားပြမယ်ဟင်းတန်ကြီးနဲ့ပြောလိုက်တယ်ကြွက်ကလေးကလည်းအိုးတော်ဘရင်မင်းကြီးခမညာကျွန်တော်ကိုမတတ်ပါနဲ့ကျွန်တော်တောင်းပန်ပါတယ်တနေ့ကျရင်ကျွန်တော်မင်းကြီးကိုပြန်ပြီးအကျိုးပြုပါမယ်ကျေးဇူးပြုပြီးလှုပ်ပေးပါကြောက်လန့်တကြတောင်းပန်ရှာတယ်ချင်းသေးကြီးလဲဟာဟာဟာမင်းလူအကောင်တေးသေးလေးကငါ့ကိုဘလူကူညီနိုင်မှာမလို့လေဒါပေမဲ့မင်းရဲ့စကားကတော်တော်ရေရလို့ငါမင်းကိုလှုပ်ပေးလိုက်မယ်ကွာတွားတော့ရက်အနေငယ်ကြားတဲ့အခါချင်းသေးကြီးကမုတ်ဆိုးတွေထောင်ထားတဲ့ပိုက်ကွန်တဲကိုတကယ်ပဲမိသွားပါတော့တယ်သူဘလောက်ပဲဟိမ့်ဟိမ့်ဘတူးမှမလာကြပါဘူးချင်းသေးကြီးမျောလင်းချက်ကုံဆုံးလို့နှီးပါဖြစ်နေချိန်မှာတီရွက်6တီနင်းဖြတ်တန်းတရှက်ရှက်ကြားလိုက်ရပါတယ်မင်းကြီးမစိုးရင်ပါနဲ့ကျွန်တော်ရောက်လာပြီအတန်လာရကိုကြည့်လိုက်တော့ကြွက်ကလေးကသူ့ရဲ့တီးငယ်တဲ့တွားလေးတွေနဲ့ပိုက်ကုံကိုကိုက်ဖြတ်ဖို့ပြင်နေပါတယ်ဒါပေမဲ့အဝေးကနေမုတ်ဆိုးတွေရဲ့ချီတန်တွေကပူပြီးနီးကပ်လာနေပါပြီကြွက်ကလေးကမုတ်ဆိုးတွေမရောက်ခင်ပိုက်ကုံကိုအချိန်မီဖြတ်နိုင်ပါမလားဒီလိုနဲ့မုတ်ဆိုးတွေရဲ့အော်ဟစ်တန်တဲ့ချီတန်တွေဟာတောအုပ်ထဲမှာပို့ကျလာပါတယ်ချင်းသိကြီးကတော့ငါတော့တရားပြီလို့တွေးပြီးမျက်စိမှိတ်ထားမိချိန်မှာကြွက်ကလေးကတော့အစွမ်းကုန်စူးစမ်းနေပါတယ်ကြွက်ကလေးကမြန်ငါသွားတွေကတီးထက်ပုံမြန်ရမယ်တပြက်နဲ့ပိုက်ကွန်ကျူးတွေပြတ်တောက်သွားတဲ့အတန်းဟာချင်းသိကြီးအတွက်တော့နှက်တန်တကားလိုပါပဲနောက်ဆုံးကျူးမြင့်လေးပြတ်သွားတဲ့အချိန်မှာပဲချင်းသိကြီးဟာပိုက်ကွန်ထဲကနေလွတ်မြောက်သွားပါတယ်မုတ်ဆိုးတွေနေရာကိုရောက်လာတဲ့အချိန်မှာတော့သူတို့မြင်လိုက်ရတာကလွတ်မြောက်သွားတဲ့ချင်းသိကြီးရဲ့ဒေါသတကြီးဟင်းတန်ပါပဲမုတ်ဆိုးတွေကြောက်လန့်တကြားထွက်ပြေးသွားကြပြီးနောက်တောအုပ်ထဲမှာငြိမ်သက်ခြင်းပြန်လဲစူးမှုသွားပါတယ်ချင်းသိကြီးဟာကြွက်ကလေးကိုသူ့ရဲ့ရှေ့ချီဘွားပေါ်မှာတင်လိုက်ပြီးအသာရမှုကြည့်ပါတယ်ချင်းသိကြီးကကြွက်ကလေးမင်းကငါအထင်သေးခဲ့တော့မှားပွားတယ်မင်းဟာတကယ်ကိုသူလေးကောင်းပဲမင်းရဲ့တင်းငယ်တဲ့ခန္ဓာကိုယ်ဟာငါရဲ့အသက်ကိုကယ်တင်နိုင်ခဲ့ပြီကြွက်ကလေးကမင်းကြီးအင်းအားကြီးမားတဲ့သူတွေဒီမဟုတ်ပါဘူးတင်းငယ်တဲ့သူတွေလေသူတို့နီးသူတို့ဟန်နဲ့ကူညီနိုင်စွမ်းရှိကြပါတယ်ခင်ဗျာထိုနည်းမှာစာပြီးတောဘရင်ချင်းတီကြီးနဲ့ကြွငယ်လီတို့ဟာတယောက်နဲ့တယောက်လေးစားမှုရှိတဲ့တငယ်ချင်းကောင်းနေဖြစ်သွားကြပါတော့တယ်